ဆေးရုံတစ်ခါတက်ရင်ဘလောက်ကုန်ကြလဲဆိုတာကိုသိလားမင်္ဂလာပါရှင်ကျမတို့ AI မြန်မာရဲ့ Financial Service Consultant ဖြစ်တဲ့မက်ကေခိုင်ဝင်းဖြစ်ပါတယ်ရှင်ကျမတို့နေမကောင်းဖြစ်တာဆေးရုံတက်ရတာတွေကအသက်အရွယ်မရွေးအလုတ်ကိုင်မရွေးဘသူမဆိုဖြစ်နိုင်ပါတယ်ဒါပေမဲ့လူတော်တော်များများမေ့နေကြတာကကျမတို့ရုတ်တရက်ဆေးရုံတက်ရတဲ့အခါဆေးရုံစရိတ်အတွက်ကြိုတင်ပြင်ဆင်ဖို့ပဲဖြစ်ပါတယ်ကျမတို့အိမ်မှာကလေးငယ်တွေခဏခဏဖျားတဲ့အခါမှာမိဘတွေငွေကြေးစိတ်ဖိစီးမှုမရှိစေဖို့အလုံများတဲ့သူတွေစေကူတာစရိတ်အတွက်စိတ်ပူစရာမလိုပဲကုသမှုခံယူနိုင်ဖို့ကျန်းမာရေးအာမခံကအကောင်းဆုံးအဖြေတစ်ခုဖြစ်ပါတယ်။ကျမတို့ AIA ရဲ့ One Health Solution လိုမျိုးကျန်းမာရေးအလုံးစုံအာမခံဟာဆိုရင်ကျမတို့ဆေးရုံတက်တာခွဲစိတ်တာတွေတင်မကပဲ OPT စရိတ်တွေကိုပါအကွယ်ပေးထားပါတယ်။အာမခံမရှိရင်တစ်ချိန်ဆေးရုံတက်ရုံနဲ့တဲ့ကိုပင်ပန်းစုထားတဲ့ငွေတွေကအကုန်အငွေ့ပြန်သွားနိုင်ပါတယ်။ကျမတို့မြင်မာလာတဲ့ဆေးကုသစရိတ်တွေဖြစ်တဲ့ medical inflation ကိုကြိုတင်ကာကွယ်ဖို့အတွက်အကောင်းဆုံးအချိန်ကကျန်းမာနေတဲ့ဒီနေ့ပဲဖြစ်ပါတယ်။ဒီနေ့ကျမပြောပြတဲ့အကြောင်းအရာလေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။တခြားသိလိုတာများရှိရင်လည်း comment မှာမှန်ပြီးတော့မေးခဲ့လို့ရပါတယ်ရှင်။တင်နဲ့ဘယ်လိုကျန်းမာရေးအာမခံ plan မျိုးကအသင့်တော်ဆုံးဖြစ်မလဲဆိုတာကိုအသေးစိတ်တမ်းမြင်ဆွေးနွေးနိုင်ပါတယ်ရှင်။တာယာပျော်ရွှင်တဲ့နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျေးဇူးအများကြီးတင်ပါတယ်